ရေးကြီးတဲ့ခါမှာနော်ဟိုဂိတရှင်မဥယျာဉ်မှာစုသွားတောင်းတဲ့ခါမှာလည်း3ယောက်ကိုပဲခေါ်တယ်နော်နောက်မောရှေနဲ့အေလိယပေါ်လာတဲ့တောင်ပေါ်မှာစုတောင်းတဲ့နေရာမှာလည်း3ယောက်ကိုပဲခေါ်တယ်အဲ့ဒီ3ယောက်ကယေရှုရဲ့အနီးကသူကအတွင်းစည်းတွေကလူတွေဖြစ်တယ်ဘာလဲသူကယုံကြည်ခြင်းအားကြီးတယ်သူတို့ရဲ့ယုံကြည်ခြင်းကအားကိုးလောက်တဲ့ယုံကြည်ခြင်းမှာရှိနေလို့သူဟာအနီးကပုံကိုယ်တွေဖြစ်နေတယ်။တဲ့ရဲ့တက်တာမှာဟောယေရှုအားကိုးရလောက်တော့ယုံကြည်ခြင်းရှိတော့ပုံကိုယ်ဖြစ်ပြရတာဒါအရေးကြီးတယ်။ယုံကြည်ခြင်းမရှိတော့အပြစ်ခါထောက်အောင်သွားလို့ယေရှုကလူအုပ်ကြီးကိုအပြစ်ထွက်ခိုင်းလို့တင့်ကိုလည်းထွက်ခိုင်းမယ်။အဲ့ဒီကကြားလို့ရှိရင်ယေရှုလုပ်တဲ့ထူခြားတဲ့လက္ခဏာမိမကတင်နေတဲ့အမျိုးသမီးကိုပြန်ရှင်စေတဲ့ဖြစ်ရပ်ကိုတင်မြတ်ဝါထင်ထင်မြင်တွေ့ရတဲ့သူထဲမှာပါတော့မှာမဟုတ်ဘူး။ဒီတမန်တော်3ပါးကတော့ယေရှုဒီအမျိုးသမီးကိုဘယ်လိုမျိုးအသက်ပြန်ရှင်စေတယ်လဲဆိုတာကိုမျက်စိနဲ့မြင်တွေ့ရတဲ့3ယောက်ဖြစ်ခဲ့တယ်ချစ်တော်ညီကိုမောင်တို့ဒါထူးခြားချက်ပါဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်တို့ရဲ့အသက်တာထဲမှာသင်ဟာလူအုပ်ထဲမှာလားယုံကြည်ခြင်းနဲ့ယေရှုအခေါ်ခံရတဲ့လူစုထဲမှာပါသလားဆိုတဲ့အရာလဲစဉ်းစားစရာရှိပါတယ်ဒီမှာယေရှုကတွေ့တဲ့အခါမှာဝင်တော့